မင်္ဂလာပါအလွယ်ဆုံးအင်္ဂလိပ်စကားပြောအပိုင်းလေးတွေဆက်ပြီးလေ့လာကြည့်အောင်နံပါတ်1 you can't fool me မင်းငါ့ကိုအယူလုပ်လို့မရဘူးလို့ပြောတာနောက်တစ်ခု we didn't see eye to eye on this ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့သဘောမတူကြဘူးလို့ပြောတာနောက်တစ်ခု don't take it serious ဝေမယူလိုက်ပါနဲ့အတီးမယူလိုက်ပါနဲ့ပေါ့နော်နောက် just like that အဲ့လိုပေါ့လို့ပြောတာနောက် what's wrong with you မင်းဘာဖြစ်တာလဲတဲ့နောက် thanks awfully ကျေးဇူးအထူးတင်ပါတယ်လို့ပြောတာနည်းနည်းကာကျေးဇူးတင်ပါတယ်ပေါ့နောက် after you ဆိုတာမင်းအရင်လောက်ပါမင်းအရင်သွားပါမင်းအရင်ပြောပါနောက် I'm serious ငါတကယ်ပြောနေတာတဲ့နောက် don't talk big လေမကြီးနဲ့လို့ပြောတာအကြီးတွေမပြောနဲ့အဲ့ဒါပြောတာ I have no appetite ကျွန်တော်စားခြင်းစိတ်မရှိဘူးတဲ့ Do you mind if I smoke ကျွန်တော်စိတ်လေးတောက်လို့ရမလားတဲ့နောက် I'm all ears ကျွန်တော်နားထောင်နေတယ်လို့ပြောတာI'm listening ပေါ့နော်နောက် do you think so မင်းအဲ့ဒါလို့ထင်သလားတဲ့နောက်တစ်ခု let it go ရှိပါစေထားလိုက်ပါလို့ပြောတာနောက်တစ်ခု leave it to me တော့ငါတောင်းထားလိုက်ပါလို့ပြောတာငါလှုပ်လိုက်မယ်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တို့အလွယ်ဆုံးအင်္ဂလိပ်စကားပြောလေးတွေပါအများကြီးတင်ထားလဲရှိနေပြီလေ့လာပေါ့နော်ပုံမှန်လေး